ရုတ်နှစ်သစ်ကူဟာတရုတ်လူမျိုးတွေအားလုံးရဲ့နှလုံးသားထဲမှာအနှွေးထွေးဆုံးနဲ့ရေးကြီးဆုံးပွဲတော်ဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူရောက်တဲ့အခါမှာကျွန်တော်နေထိုင်တဲ့ဘေကျင်းမြို့ဟာပျော်ရွှင်မှုတွေနဲ့ပြည့်နေပြီးနေရာတိုင်းမှာမီးပုံးတွေမီးအောင်စုံတွေနဲ့လှပလို့နေပါတယ်။ဒီနှစ်ကတော့တရုတ်နှစ်သစ်ကူကိုမြန်မာနိုင်ငံမှာတရားဝင်ရုံးပိတ်ရက်ဖြစ်သတ်မှတ်ခဲ့တဲ့ဒုတိယနှစ်ဖြစ်တယ်လို့ UNESCO ရဲ့ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်စီးရင်သွင်းခဲ့တဲ့ဒုတိယနှစ်လည်းဖြစ်တာကြောင့်ကျွန်တော်တို့ကတော့ဒီနှစ်ကအထူးခြားဆုံးနှစ်ဖြစ်ပါတယ်။ဒီလိုနှစ်ပေါင်းထောင်ချီလက်ဆင့်ကမ်းလာတဲ့ဒီပွဲတော်ဟာလူအများရဲ့စိတ်ခံစားမှုတွေကိုထူးခြားတဲ့ဆွဲဆောင်မှုတွေနဲ့ချိတ်ဆက်ပေးနေပါတယ်။ဒီနေ့မှာတော့တရုတ်နှစ်သစ်ကူးရဲ့ပျော်ရွှင်ငြိမ်းချမ်းမှုတွေကိုကျွန်တော်တို့အတူတူခန်းစားကြည့်ရအောင်လားခင်ဗျာ။ဟိုးကြည့်ပါဦးဒီရုပ်ထုကတော်တော်ကိုလှတာပဲနော်ဟုတ်တာပေါ့ဒီလိုအံ့ဩစရာကောင်းတဲ့အရာကိုလက်လို့ဖို့မတင်ဘူးလေဘယ်လိုလဲဟုတ်တယ်ကျွန်တော်မြင်မှုသမျှရုပ်ထုတွေထဲမှာဒီရုပ်ထုကတော့ဒါအယောင်သွေးအစုံလင်ဆုံးပဲကိုကျော်ဒီရုပ်ထုကစားလို့ရတယ်နော်အနီးနားကကြည့်လိုက်ဒီရုပ်ထုကိုအကုန်လုံးဂျုံမုံနဲ့လုပ်တာအိုးဂျုံမုံလုပ်ထားတာစားလို့ရတယ်အော်စရာပဲနော်ကိုကျော်ဒီလား大概တရုတ်နိုင်ငံရဲ့专卖引进目批的版本保梦吧တရုတ်နိုင်ငံရဲ့မြောက်ပိုင်းမှာဟိုဒီတရုတ်နှစ်တီကိုအတွက်ဒီလိုမျိုး版本保梦လို့တာလဲရိုးရတလဲတစ်ခုပါပဲကြည့်ပါဦးဂျုံမုံနဲ့ဒီလိုမျိုးအမှုပညာလက်ရာမြောက်အောင်လုပ်နိုင်တာတကယ်ကိုပဲအော်စရာပဲနော်ပဲပုံစံပဲဖြစ်ဖြစ်ဒီလိုမျိုးဂျုံမုံနဲ့လုပ်လို့ရတယ်အလွေးဆန်အတီးပန်းအခြားအရာလူပညာလက်ရရှင်တို့ဒါမလေးစားပဲမလေးနိုင်ဘူးလေးစားမိတယ်သိလားဟုတ်တယ်ဒီရောင်စုံမုံတွေထဲမှာလူတိုင်းပျော်ရွှင်ရွှင်စုဝေးနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတော့ပျော်ရွှင်စရာကောင်းတဲ့အတန်တွေကိုကြားလိုက်ရသလိုခံစားမိပါတယ်။ဒါကတော့တရုတ်နှစ်သစ်ကူးရဲ့အသက်ဝင်ဆုံးနဲ့ပျော်ရွှင်စရာမြင်ကွင်းတစ်ခုဖြစ်နိုင်ပါတယ်။ဒါကဒီနေ့ကျွန်တော်တို့တရုတ်နှစ်သစ်ကူးရဲ့အရာသာကိုခံစားရမယ့်တရုတ်လက်မှုနဲ့လူပညာပြတိုင်းဖြစ်ပါတယ်။မကြသေးမီကဒီနေရာမှာနှစ်သစ်ကူးပွဲတော်တစ်ခုကိုကျင်းပခဲ့ပါတယ်။ဒီနေရာကတော့နှစ်သစ်ကူးရဲ့အတွေ့အကြုံတွေအငွေအသက်တွေအများကြီးရှိတဲ့နေရာတစ်ခုလို့လည်းပြောလို့ရပါတယ်။ဟိုးကျွန်တော်လက်ထဲမှာမော်ပညာတစ်ခုရှိသွားသလိုခံစားရတယ်ဒီမီးရှူပီပန်းတွေကမီးညိစရာလည်းမလိုဘူးပြီးတော့မီးလောင်မှလည်းစိတ်ပူစရာမလိုတော့ဘူးပတ်ဝန်းကျင်နဲ့လည်းတင့်တော်ပြီးတော့တစ်တစ်ကိုလိုချသက်ဝင်လှပစေတဲ့မီးရှူပီပန်းမီးပုံးတွေပဲဖြစ်ပါတယ်ဒါလည်းမြင်မယ်နော်ရင်းပုံစံမျိုးမျိုးပဲနော်သူကကိုကျော်တရုတ်နိုင်ငံရဲ့နှစ်တီကိုကပြတဲ့အထက်တစ်ခုထက်တည်းမဟုတ်ဘူးလောလောဆယ်မှာပဲကျမျိုးတစ်မျိုးလုံးကတရုတ်နှစ်တီကိုပုံစံကိုပြောင်းလဲသွားတယ်ဒီနေ့ကျမရဲ့တာဝန်ကတော့ကိုကျော်ကိုတရုတ်နိုင်ငံရဲ့နှစ်တီကိုအလှပတွေကြားထက်ကိုခေါ်ဆောင်သွားမယ်ဒီနေရာကတကယ်ကိုပဲစီကားရနော်ဟုတ်တယ်လူလည်းအများကြီးပဲကြည့်အောင်ဟုတ်တယ်အခုကျမတို့နေရာကသွားလေ့လာခံစားမယ်လေသွားမယ်လေသွားမယ်လာပြီဒီမှာဒါစုပိုင်ရပေါ့前门နဲ့အမှန်တရားပေါ့လာနေရောပဲနော်ဟုတ်တယ်
ဒါကသတို့ပါတဲ့ရေခဲမုံပဲနော် ဟုတ်တယ်ဒီရေကမုံစားပြီးတော့ဒီစတိုးကိုလည်းကောက်ပေါ်မှာထိုးလို့ရတယ်လေ ။အိုးကောင်းတာပေါ့နော်။တစ်ဖက်ရတာရေခဲမုံ ဟုတ်တယ် အောင်းနေရောဟိုး အခုလိုညချမ်းချိန်ခါရောက်ပြီဆိုရင်တော့လမ်းတွေပေါ်မှာမိရိတ်နေရထုံးလင်းတောက်ပလို့နေပါတယ်တိတိကူပွဲတော်ရောက်တိုင်းမှာပတ်ဝန်းကျင်တစ်ခုလုံးအခုလိုငွေသက်တွေပြည့်နှက်နေပြီးတော့အထက်မှာချိတ်ဆွဲထားတဲ့ရောင်စုံမိရိတ်လေးတွေကလှပတဲ့မြင်ကွင်းတစ်ခုလိုဖြစ်နေပါတယ် စပါ ဟုတ်ကဲ့ ဒီစာเจ้าတွေကလေတရုတ်နှစ်သိကူအတွက်ဒါကောင်းချင်းမင်္ဂလာစာเจ้าနေလား ဟုတ်တယ်ဒါပေမဲ့ဒါကတေးကိုရိုးရကြပြထက်ကစားသားတွေပါ ဟုတ်လား တင်ရှင်လားတကြောက်တင်မိမလေး တင်ချင်တယ် ဒီတကြောက် ဟမ် 长相思兮长相忆 ချောင်းချမ်းဆူရှိ 长相忆 ချောင်းချမ်းရီ 长相忆 ချောင်းချမ်းရီကိုကျော်ဒီမှာတကြားအယုတ်ရှိတယ် အော်ဟုတ်သားပဲ ပုံကြည့်လေ ဟောရရလား 哇迷你皮的对民有的骷髅吧 ဟုတ် 给哇 ရှေ့ရှေ့အိုး mini လက်ဆောင်ပေါ့ ကဲဒီနေ့ကမြင်းနေဆိုတော့ ဟုတ်တယ် မြင်းရုပ်ဒါတကြားချွတ်ချင်းလေးရပြီဟိုးထုံနေရောဟုတ်တယ်ဒီချမ်းမန်လန်းကနော်တော်တော်ကိုပြောစရာကောင်းတာပဲ ဟုတ်တယ်အရင်စေကား စီကားတာပဲ ဟုတ်တယ် ဟာဒီမှာမြန်မာတွေနဲ့တွေ့မြန်မာလေးဟယ်လိုညီလေး အော် မြန်မာလားမသိဘူး ဟုတ်ကဲ့ ဟုတ်ကဲ့ ဟိုးမြန်မာနဲ့တွေ့ပြီ စစ်တဲ့မင်္ဂလာပါ ဟုတ်တယ်နမလေးမိတ်ဆက်ပေးပါဦးညီလေးညီမြတ်မြတ် ကျွန်တော်နာမည်အောင်သူရိန်ဝင်းပါဗျ အောင်သူတွေညီမလေးရ ညီမမေမြတ်လို့ထွန်းလို့ခေါ်ပါ အောင်မင်းမြတ်လို့တူဟုတ်ပါ ဒီနေ့ဒီမှာတမင်လာပြီးတော့ဟွာဒီရှုခင်းကိုလာကြည့်တာလား ဟုတ်ကဲ့ ဟောတစ်တစ်ကူရှောက်နေတာပေါ့ ရှောက်လေတာရှောက်လေရှောက်စား ဘယ်လိုလဲပကြီးမျိုးရောဒီနေရာရော အဲ လှလှတယ်ဗျလှလည်းစီရယ်ဒီတိတ်ကလေးရတော့မှာဆိုတော့လူတွေလည်းအများကြီးပဲတော်စရာကြီးတာဟုတ်တယ် ဒီမလာခင်ကမှ Temple of Heaven ကနေသွားခဲ့ရ ဩ အဲ့နေဝင်လာ ပြီးတော့လာ အေး လာလာအေးပါအေးပါဝမ်းသာတယ်အခုလိုတွေ့ရတာနော် ကျေးဇူးပါ surprise ပဲ ဟုတ်တယ် surprise ပဲ နေ့တစ်ကူမှာပျော်ရွှင်ပါစေချင်းညံခွိုင်လာ စုပါ ဟုတ်ကဲ့ ဒီနေ့ကတော့ဒါကျွန်တော်အတွက်ပြောစရာနေ့တစ်နေ့လည်းဖြစ်တယ်ဘာလို့လဲဆိုတော့ဒီလက်မှုနဲ့အမှုပညာပြတိုက်ကရိုးရာလက်မှုပစ္စည်းတွေကကျွန်တော်ကိုအံ့အားသင့်စရာတွေဖြစ်စေခဲ့တယ်ပြီးတော့ဒီချမ်းမှန်ရဲ့ဈေးလန်းကလည်းကျွန်တော်ကိုဆွတ်ဆောင်မှုတွေအများကြီးပေးစွမ်းနိုင်တယ်ပြီးတော့ဒီတခြားနှစ်သိကူလှုပ်ရှားမှုတွေနဲ့မတူတဲ့ပုံစံကိုလည်းဒီနေရာမှာအများကြီးပဲခံစားခဲ့ရတယ် ဟုတ်ကဲ့အဲ့ဆိုရင်ကိုကျော်ကအကိုတရုတ်လန်ကန်ကြီးရဲ့နှိတီကိုရတာကိုနားလဲပြီလား နားလည်ပြီပေါ့ဘာလို့လဲဆိုတော့ဒီလက်မှုပစ္စည်းတွေပြီးတော့လမ်းတွေနောက်ပြီးတော့အစားအသောက်တွေမှာဘေဂျင်းရဲ့ဒါတမိုင်းနဲ့ရှင်ကျေးမှုတွေအများကြီးရှိနေတယ်ပြီးတော့ဒီတရုတ်နှစ်သိကူဆိုတာကမျိုးထွေးမှုတွေအပြည့်ရှိတဲ့ထူးခြားတဲ့နှစ်သိကူတစ်ခုပဲဖြစ်တယ် ဟုတ်တယ် မြန်မာနိုင်ငံမှာအထူးသဖြင့်ရန်ကုန်မြို့ကတရုတ်တန်းမှာတရုတ်နှစ်သိကူကာလာရောက်ပြီးဆိုရင်တော့လမ်းပေါ်မှာမီးပုံးတွေကိုချိတ်ဆွဲထားပြီးရိုးရနှစ်သိကူပစ္စည်းတွေနဲ့အစားအစာတွေခင်းချင်းပြသထားပါတယ်။ငကားနဲ့ခြင်သေးအကတွေကမောင်းတန်ပုံစံတွေနဲ့အတူလူအုပ်ကြားထဲမှာပြန့်နှံ့နေပြီးစီကားလို့နေပါတယ်။အဲ့ဒီပျော်ရွှင်မှုနဲ့စီလုံးညီညွတ်မှုတွေကမြန်မာပြည်သူတွေရဲ့နှလုံးသားထဲကိုလည်းရောက်ရှိလို့နေပါတယ်။မြန်မာနိုင်ငံကတရုတ်နှစ်သိကူကိုတရားဝင်ဆိုရရုံးပိတ်ရဲ့အဖြစ်သတ်မှတ်လိုက်တာဟာဒါကအထူးကောင်းမွန်တဲ့အရာတစ်ခုလို့ကျွန်တော်မြင်ပါတယ်။ရုံးပိတ်ရဲ့တရက်ဆိုတာထက်ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုပို့ပြီးတော့နီးကပ်စေပါတယ်။
ဒီလိုတူညီတဲ့စီးချက်တွေထဲမှာတူဦးကိုတူဦးနားလည်မှုအတိမတ်ပြုမှုနဲ့ချစ်ခင်ရင်းနှီးမှုတွေပုံမနှဆိုင်လာစေမှာအသေးချာပဲဖြစ်ပါတယ်ခင်ဗျာ